ဒီစေးနီးကောက်ကတော့မဝင်လာလဲကြာပြီပေါ့နော်ဒီနေ့ကျွန်တော်ပုံချမ်းလေးရှိတော့ဒီကောင်ကားတွေကိုစေးနီးတနည်းပေးမယ်ပေါ့ဒါကတော့ဘဝမှာတစ်ခါမှမတွေ့ဘူးပေါ့နော်ဒီလောက်ကြီးရဲ့ဖလန်တောင်မွေးဥလို့ခေါ်တာဖလန်တောင်မွေးဥအဲ့ဒါကိုဒါကြောက်ကက်ရောင်တဲ့သူဆိုလို့ရှိရင်ဥမှာပေါ့လက်တဆုပ်စာဆိုတော့ဒီလောက်ပေါ့ဒီလောက်ပေါ့နော်ဒီလောက်ကိုကျွန်တော်တို့ကဒီပြောင်စေးမယ်ပါလှီးမယ်ပြီးလို့ရှိရင်မိုးလို့ထညက်5ချက်သားပေါ့နော်အဲ့ဒါနဲ့3ခွက်တစ်ခွက်တင်ပေါ့ကြိုမယ်ပေါ့ဒီကိုတော့တင့်တော်တလောက်ထည့်တော့ပေါ့နော်ထည့်ပြီး3ခွက်တစ်ခွက်တင်ကြိုမယ်ကြိုပြီးလို့ရှိရင်အရေရောအဖက်ကောတနေ့တာမှာကုံစားပြီးရမယ်ကုံတောက်ပြီးရမယ်အဲ့လိုမျိုးနဲ့3ရက်ဇက်တိုက်လုပ်မယ်ဆိုရင်အင်ရှောအလ္လာဒီရောင်ရတဲ့ဟာကြီးကြာသွားမှာဖြစ်တယ်အဲ့တော့9ရက်လောက်တော့တောက်ပြီးလို့လိုတယ်9ရက်တောက်ပြီးမယ်ဆိုရင်လောက်ရှင်များတနာမှုနဲ့ဒီရောင်နေတာခေါ်နေတာပေါ့နော်ဟိုနင်းဟိုပါရောင်နေတဲ့ဟာတွေပါဒီတက်တာသွားမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့အစိုးအနေထားမှာပေါ့နော်လောက်ရတာပေါ့ဒီခုကျွန်တော်ကတော့ဒီကောင်ဟိုဒါဒီနားမှာကျွန်တော်ပတ်ဝန်းကျင်မှာဟိုရှိတဲ့သူတွေလည်းကျွန်တော်ပေးမယ်ကျွန်တော်ပို့တဲ့ဟာကိုကျွန်တော်နေကြောက်နှမ်းနာမှာပေါ့နေကြောက်နှမ်းပြီးတော့ဘယ်နေရာမှာထပ်သုံးလို့ရလဲဆိုတော့တို့ဒါကြောက်ကက်ကိုအားပြုနေတယ်ဆိုတော့တို့အမျိုးသားဒီစွမ်းဆောင်ကြီးကြားတဲ့သူတွေရှိတယ်အဲ့ဒီမှာဒါကျွန်တော်ထုတ်နေတဲ့ဒီ VIP မျိုးသားလူစီပေါ့ဗျာအဲ့ဒီမှာဒီဥစ္စာကိုထည့်သုံးမှာဖြစ်တယ်အဲ့တော့ဒီရဲ့အလူရှင်ကတော့ကျွန်တော်တို့ရွှေပြည်သားเนาะအမပေါ့เนาะဒီကအမတယောက်လှူထားတာခက်တာလည်းသူ့လက်ဆောင်ပေးဖို့ကလည်းသူကလည်းမျိုးသမီးဆိုတော့တိုင်ပတ်တယ်เนาะအဲ့တော့ကျွန်တော်အလိုပုံချမ်းပေးတဲ့သူတွေတော့ကျွန်တော်ကျေးဇူးတုတ်ပြန်တဲ့အနေနဲ့အဲ့လိုလက်ဆောင်လေးတွေတော့ပြန်ပေးလေးရှိတယ်ဗျเนาะအဲ့တော့နောက်တစ်ခုသတင်းပါကျင်တာကတော့ဒီလူသား VM စီးနဲ့ပတ်သက်ပြီးလူချင်းတဲ့ညီကောင်မောင်နှမတွေပေါ့ဒီစေးတစ်ဖုံမှာပါဝင်ပစ္စည်းက23မျိုးရှိတယ်ဥပမာတခုဒါတစ်မျိုးရပြီဆိုတော့နောက်တော့22မျိုးလိုတာပေါ့နော်အဲ့ဒါကိုတယောက်ကိုတစ်မျိုးစီအဲ့လိုပေါ့ကုန်ချမ်းတွေပါဝင်ပေးမယ်ဆိုရင်ကျွန်တော်လည်းအချိန်တိုတွင်းမှာလွယ်လွယ်ကူထုတ်နိုင်တာပေါ့နော်အဲ့တော့အဲ့လိုမှမဟုတ်ပဲနဲ့ဒီတိုင်းကြီးပဲစောင့်ညွန်နေမယ်ဆိုရင်တော့ကြာသွားမှာပေါ့နော်အဲ့တော့ကိုနိုင်တဲ့ဘက်ကနေကိုပါဝင်မယ်ဆိုရင်တော့လွယ်လွယ်ကူရသွားမှာဖြစ်ပါတယ်